မိမိတို့လက်ရှိဘဝနဲ့တတ္တဝါတိုင်းမှာရရှိထားတဲ့ဘဝနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီဒေသနာတော်နဲ့ဆက်ဆက်ပြီးတော့ဥပါဒနာပစ္စယဘဝလို့ဥပါဒဆိုတာအစွဲလန်းဆွဲလန်းနေဆိုတာဟာပမာစကားစိတ်ထဲမှာဆွဲနေတယ်ဆိုတာဖြုတ်လို့တော်လည်းမရဘူးပေါ့အဲ့ဒီဆွဲလန်းမှုကြောင့်ဘဝဆိုတာဖြစ်လာရတာလူတိုင်းသူ့ဘဝကိုယ်ဘဝကိုယ်စီရှိနေကြတယ်သူ့ဘဝကိုယ်ဘဝလို့ဆိုတဲ့ဘဝကိုယ်စီရှိနေကြတဲ့ဘဝဟာဘာကြောင့်ဖြစ်တာလဲလို့ဘဝရဲ့အကြောင်းကိုစူးစမ်းလေ့လာတဲ့အခါမှာအဖြေမျိုးမျိုးထွက်ကြတယ်ပေါ့အဖြေမျိုးမျိုးဆိုတာဘာသာအမျိုးမျိုးရှိသည့်အတွက်ကြောင့်အဖြေမျိုးမျိုးထွက်တယ်ပေါ့အကြောင်းတရားကိုရှာဖွေတဲ့အခါမှာမှန်ကန်တဲ့အကြောင်းတစ်ခုကိုရအောင်မရှာနိုင်ဘူးဆိုလို့ရှိရင်အကြောင်းတွေမျိုးမျိုးဖြစ်မှာပဲမှန်ကန်တဲ့အကြောင်းတစ်ခုကိုရအောင်ရှာနိုင်ပြီဆိုလို့ရှိရင်တော့ထိုအကြောင်းဒီတကယ်အကြောင်းစဉ်အကြောင်းမှဖြစ်နေတဲ့ကြောင့်ဘဝတစ်ခုရလာတာဘာကိုအခြေပြုပြီးတော့ရလာသလဲဘာကိုအခြေခံပြီးရလာသလဲဆိုတာဟာနားလည်နေကြအဲ့ဒါလို့နားလည်မှုကဘလောက်တန်ဖိုးရှိသလဲလို့ဆိုရင်ဘဝတစ်ခုကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်လေမလုပ်ရမယ်ဆိုတာသဘောမပေါက်ပေဘူးလားဘဝတစ်ခုဘာကြောင့်ရတယ်ဆိုတာသိလို့ရှိရင်အဲ့ဒီရထားတဲ့ဘဝကိုမလိုချင်တော့ဘူးဘဝချုပ်ငိမ့်တဲ့ဘဝនិရောဓကိုလိုချင်ပြီဆိုရင်ဘာလုပ်ရမယ်ဆိုတာထင်ရှားသိတယ်ပေါ့အကြောင်းတရားကိုဖယ်ရှားလိုက်ခြင်းဖြင့်အကျိုးတရားတွေဟာရပ်ဆိုင်သွားနိုင်တယ်ပေါ့ဒါကရှင်းရှင်းလေးပဲဥပမာပဲတစ်ပင်ကြီးတစ်ပင်ရှင်သန်နေတယ်အင်ကိုအရိပ်ထိုးနေတယ်တည့်ရက်တွေနဲ့ဒီတစ်ပင်ကြီးအရိပ်ကြီးကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်ထိုတစ်ပင်ကိုအကိုင်းခုံးလိုက်မယ်ခုံးလိုက်တဲ့အကိုင်းဟာအချိန်တော်လေးရလာတဲ့အခါကျတော့ပြန်ပြီးတော့ပေါ်မလာပြန်ဘူးလားပြန်ပေါ်လာတာဆိုင်ရာအကြောင်းကိုတတ်တာမဟုတ်ဘူးခဏတစ်ပြုတ်ဖြည့်ရှင်းတဲ့သဘောမျိုးဖြစ်အဲ့တော့ဒီတစ်ပင်ကြီးဘာကြောင့်ရှင်သန်နေသလဲလို့ကြည့်လို့ရှိရင်အမြစ်ပဲတစ်ပင်ကိုမလှဲနဲ့ခြေတောင်းပြင်ကိုရှင်သန်မှုမရှိနိုင်အောင်ခြေတော့ကတော့တစ်ပင်တစ်ပင်ကိုမပေါင်းစေခြင်းဘူးဆိုလို့ရှိရင်အစိတ်ဆူးဆိုတာရှိတယ်အဲ့ဒီအစိတ်ဆူးကိုတစ်ပင်ထဲမှာရိုက်သွင်းလိုက်ပြီဆိုလို့ရှိရင်ထိုအမြင့်ဟာရှင်သန်နိုင်မှုရှိတော့အမြင့်ကိုဖြတ်လိုက်လို့ရှိရင်အပေါ်အကိုင်းခက်တွေမခုတ်နိုင်အောင်အမြင့်ပြတ်သွားတဲ့တစ်ပင်တစ်ပင်ဟာရှင်သန်မှာမလားအေးတစ်ပင်ကြီးရှင်သန်နေတာအမြင့်ကြောင်းလို့သဘောပေါက်ထားတဲ့ပုဂ္ဂိုလ်ဟာဒီတစ်ပင်နောက်ထပ်မလိုချင်တော့ဘူးဆိုလို့ရှိရင်အမြင့်ကိုဖြတ်ဖို့ပဲလိုအပ်တာပေါ့အဲ့ဒါလိုပဲဘဝတစ်ခုကဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်မြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်မှာအနည်းဆုံးသောအကြောင်းတစ်ခုရှာပြထားတယ်ဥပါဒနာပစ္စယဘဝဥပါဒဏ်ကြောင့်ဘဝဖြစ်တယ်ကောင်းပြီဥပါဒဏ်ဆိုတာဘာလဲဗမာစကားမှာလည်းဥပါဒဏ်လို့ပဲသုံးတယ်ဥပါဒဏ်ဆိုတဲ့စကားလုံးလေးကိုရှင်းရှင်းနားလည်ပြီးဆိုလို့ရှိရင်ဒီစကားလုံးလေးတစ်ခုက literal meaning လို့ခေါ်တဲ့စကားလုံးလေးကဖော်ပြတဲ့အဓိပ္ပာယ်ဟာအမြဲတမ်းနဲ့ဆိုင်နေပေါ့တာမန်ပြောလိုက်တဲ့စကားကအဲ့လိုနဲ့ဆိုင်မှုရှိချင်မှရှိမယ်ကဲကောင်းပြီဥပါဒါနဆိုတဲ့ပါဠိစကားကိုမြန်မာတွေကဥပါဒံလို့ဒီလိုပဲခေါ်လိုက်တယ်ပြန်လို့ရှိရင်လည်းအစွဲအလန်းလို့ပဲပြန်တယ်literal meaning ကဘာလဲဥပအာဒါနတဲ့ဒီစကားလုံးနှစ်ခုကိုခွဲလိုက်လို့ရှိရင်ဥပနဲ့အာဒါန
ဥပဆိုတာခိုင်ခိုင်မြဲမြဲအာဒါနဆိုတာစွဲယူထားတာခိုင်ခိုင်မြဲမြဲဆုပ်ကင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဒါဝေဒကောင်ကဖမ်းကိုဖားကိုကြိုက်ဖမ်းတဲ့အခါမှာတာမန်ဖမ်းတာမဟုတ်ဘူးမွေဟာရုံထွက်လို့မွေဖမ်းထားတဲ့ဖားဟာရုံထွက်လို့မတတ်နိုင်မိချောင်းတကောင်ကသူ့ရဲ့အစာကိုပါးစပ်နဲ့ကြိုက်ချပြီးတော့ဖမ်းတဲ့အခါမှာလည်းပဲထိုတတ္တဝါဟာမိချောင်းရဲ့ပါးစပ်ကနေပြီးတော့ရုံထွက်ဖို့ဆိုတာမလွယ်ဘူးအဲ့ဒါလို့မြဲမြဲဖန်ကင်ထားတဲ့သဘောကိုဥပါဒံလို့ပြောတာအဲ့ဒီဖန်ကင်ထားတဲ့သဘောဟာရုပ်ဝတ္ထုတွေမှာကျတော့အလွန်ထင်ရှားတယ်ပေါ့လက်နဲ့ဆုပ်ကင်ထားပြီးရုံထွက်လို့မရအောင်ဆုပ်ကင်ထားပြီးရုပ်ဝတ္ထုတွေမှာအတင်းအကျပ်ဆုပ်ကင်ထားတာမျိုးဥပါဒံအဲ့ဒါလိုပဲအတင်းအကျပ်ဆုပ်ကင်ထားသလိုပဲစိတ်ထဲမှာလည်းပဲအာယုံတစ်ခုအတင်းကျပ်ဆုပ်ကင်ထားတာမျိုးရှိတယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ကိုမြန်မာလူမျိုးတွေကဆွဲလန်းတယ်လို့ဒီလိုပြောတာနော်ဆွဲလန်းတယ်ဆိုတဲ့စကားဟာဥပါဒံကိုပြန်ဆိုတဲ့စကားပဲသို့သော literal meaning ကအခိုင်အမာဆုပ်ကင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်က literal meaning ခိုင်ခိုင်မာဆုပ်ကင်ထားတယ်ဒါဖြင့်ဥပါဒံဟာလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့သဘာဝတရားတွေထဲမှာဘယ်ဟာကိုဥပါဒံလို့ခေါ်တာလဲစိတ်အားလုံးကိုဥပါဒံခေါ်သလားထိုစိတ်ပေါ်မှာရှင်ပြီးတော့ဖြစ်လာတဲ့စေတသိက်အားလုံးကိုဥပါဒံလို့ခေါ်သလားလို့ဆိုမခေါ်ဘူးဥပါဒံလို့ပြောတာနှစ်ခုတည်းပဲရှိတယ်ဘာလဲဆိုရင်တဏှာနဲ့ဒိဋ္ဌိတဲ့တဏှာဆိုတာတခါတရံရာဂလို့လည်းသုံးတယ်တခါတရံလောဘလို့လည်းသုံးတယ်တဏှာရာဂလောဘသဘာဝတရားတစ်ခုတည်းပဲတစ်ခုတည်းသောသဘာဝတရားကိုရှုထောင့်အသီးသီးကနေခေါ်ထားတာဒီတဏှာဆိုတဲ့သဘာဝတရားရဲ့အဓိပ္ပာယ်ကတော့ပူလောင်စေတယ်ဆိုအဓိပ္ပာယ်ရပူလောင်စေတယ်ဆာလောင်စေတယ်ရာဂဆိုတာကတော့စိတ်ကိုအယောင်ဆိုးပေးတယ်ဆွဲလန်းစေတယ်လောဘဆိုတာတော့လိုချင်တယ်တတ်မဲ့တယ်ဟောဒီအဓိပ္ပာယ်နဲ့ခေါ်ထားတာသဘာဝအပြင်တူတူပဲကောင်းပြီအဲ့ဒီတဏှာကိုလည်းပဲဥပါဒံလို့ခေါ်တယ်ဒါဖြင့်တဏှာအားလုံးကိုဥပါဒံခေါ်သလားလို့ဆိုတော့ပရိစ္ဆသမုပ္ပါမှာပဲကြည့်တဏှာပစ္စယဥပါဒနာလို့ရှေ့ကတဏှာဆိုတာလေးပါသေးတယ်ဘယ်ရာပဲဖြစ်ဖြစ်စတင်လာတဲ့အချိန်မှာခိုင်မာမှုမရှိသေးဘူးတဏှာကလည်းပဲတဏှာအဆင့်မှာခိုင်မာမှုမရှိသေးဘူးထိုတဏှာကစွန့်ရင်တတ္တိတွေပြေးလာတဲ့အခါကျတော့ဥပါဒံဖြစ်သွားတယ်ခိုင်မာသွားတယ်ပေါ့ယောဂများလိုပဲစဖြစ်ခါစားတော့ကသိပြီဒုက္ခမပေးသေးဘူးဆွဲသွားပြီဆိုရင်အဲ့ဒီယောဂပြောင်းအောင်ကုဖို့ခက်သွားတယ်ပေါ့အဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍာမှာလူချင်းတယ်တတ်မဲ့တယ်တွေ့တာတယ်ဆိုတဲ့တဏှာဟာဖြစ်စားတော့ကတော့အင်အားမကောင်းသေးဘူးအဲ့ဒီအဆင့်လေးမှာတဏှာလို့ပဲခေါ်တယ်အင်အားကောင်းသွားပြီအာယုံကိုဖန်ဆွဲထားပြီဆိုလို့ရှိရင်တော့ဥပါဒံဖြစ်သွားပြီနော်တဏှာနဲ့ဥပါဒံပို့ပြီးတော့ထင်ရှားအောင်ပြောရလို့ရှိရင်ဘုန်းကြီးတို့တွေမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ညီတော်နန္ဒမင်းသားချွတ်ခန်းဇာလံကိုကြားဖို့ကြလိုက်အဲ့ဒီနန္ဒမင်းသားချွတ်ခန်းမှာနန္ဒမင်းသားကလက်ထက်မဲ့ဆဲဆဲမိမိရဲ့နှမအရင်ချာသနဗရကလျာဏီလို့လည်းခေါ်တယ်ဝဲအနေနဲ့ပေါ့နာမည်က
Rupananda รูปนันดาပေါ်မှာဆွဲလန်းပြီးတော့အခိုင်အမာဆွဲလန်းနေတယ်စိတ်ကနေပြီးတော့ထိုအာယုံကိုမလွတ်နိုင်အောင်ဆုပ်ကင်ထားတယ်ဆိုဥပါဒံဖြစ်သွားအဲ့ဒီဥပါဒံကိုတရားဟောပြီးတော့ချွတ်လို့မရဘူးမြတ်စွာဘုရားကဘာနဲ့ချွတ်တုံးဆိုဥပါဒံကိုအပျော်စားတဏှာကိုအသုံးပြုပြီးတော့ချွတ်တာဗမာစကားမှာပါပြောတော့ငချင်းစီနဲ့ငချင်းကြော်တယ်တဲ့စူးစူးလို့ရှိရင်စူးနဲ့ပြန်ထွင်တယ်တဲ့အဲ့ဒီအဓိပ္ပာယ်မျိုးပြောတယ်အဲ့တော့နန္ဒမင်းသားကသနဗရကလျာဏီပေါ်မှာဖြစ်ပေါ်နေတဲ့ဥပါဒံဟာစုပ်ကင်ချုပ်ကင်ထားတဲ့တဏှာဖြစ်သွားပြီအဲ့ဒီတဏှာကိုဥပါဒံကိုသနဗရကလျာဏီနဲ့အစာပေါင်းများစွာသားတဲ့လှပချုံမောတဲ့နတ်သမီးတွေကိုပြလိုက်တယ်နတ်သမီးမြင်လိုက်ရယုံလေးနဲ့ပဲနတ်သမီးအာယုံပေါ်မှာခြေနှက်သွားပြီးတော့နှစ်သက်သဘောကျသွားတဲ့တဏှာလေးပေါ်မလာဘူးလားအဲ့ဒီတဏှာလေးကသနဗရကလျာဏီဆိုတဲ့နမတော်ပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံဖြောင်းငနဲ့ဆိုဖြုတ်လိုက်တာပြီးသွားတယ်ဘလောက်ထိအောင်ပြုတ်သွားတဲ့ထင်တော့မြတ်စွာဘုရားကိုလျှောက်တယ်နတ်သမီးတွေအလှသနဗရကလျာဏီရူပနန္ဒာရဲ့အလှနှစ်ခုရှင်ကြည့်မယ်ဆိုရင်နမတော်အဘိရူပနန္ဒာသနဗရကလျာဏီရဲ့အလှလမ်းမှာတွေ့ခဲ့တဲ့မြောက်ဥမာကြီးနဲ့တူပါတယ်လို့တောင်ဖြစ်သွားတာကဲဟုတ်ကဲ့လားပြုတ်သွားတယ်ဆိုတာအမတန်မှထင်ရှားတယ်ဥပါဒံတရားကိုတဏှာနဲ့ဖြုတ်ပေးလိုက်တာအဲ့တော့ပြောချင်တာကဥပါဒံဆိုတာဥပါဒံအမည်ရတဲ့တဏှာကအာယုံကိုဆုပ်ကင်ထားတဲ့တဏှာဖြုတ်မရအောင်ခိုင်မြဲနေတဲ့အာယုံကိုခိုင်မြဲကင်ထားတဲ့ဆွဲကင်ထားတဲ့တဏှာကိုဥပါဒံလို့ခေါ်တယ်အဲ့ဒါလောက်မခိုင်မြဲသေးတဲ့တဏှာကိုတဏှာလို့ပဲခေါ်တယ်ဒါကြောင့်တဏှာပစ္စယဥပါဒနာတဏှာအနုစားလေးကဥပါဒံဖြစ်သွားတယ်လို့ဒီလိုပြောတယ်ကဲကောင်းပြီနောက်တစ်ခုကဒိဋ္ဌိဆိုတာလူတယောက်မှာအမြင်ဆိုတာရှိတယ်ကိုယ်အမြင်သူ့အမြင်လူတွေကကိုယ်အမြင်သူ့အမြင်ဆိုတာလွတ်ခဲတယ်နောက်ကလူတွေညင်းနေကြတာဘာနဲ့ညင်းနေကြတာဆိုအမြင်ညင်းမတူလို့ညင်းကြတာမဟုတ်လားဒိဋ္ဌိဆိုတာအမြင်ကိုပြောတာသူမြင်တာကတစ်မျိုးဟိုလူမြင်တာကတစ်မျိုးသူမြင်တာနဲ့ကိုမြင်တာမတူဘူးဆိုရင်မငြင်းကြပြီဘူးလားအေးအဲ့ဒီအမြင်ဆိုတဲ့ဒိဋ္ဌိဟာလည်းပဲလူရဲ့စိတ်ထဲမှာအလွန်ဆွဲလန်းပြီးတော့ခိုင်ခိုင်မာမာချုပ်ကင်ထားတဲ့သဘောတရားရှိလို့အဲ့ဒီဒိဋ္ဌိကိုလည်းဥပါဒံလို့ခေါ်တယ်အာဓာနခာဟိဒုပ္ပတိနေတခိတဲ့မြတ်စွာဘုရားဒီစကားလုံးနှလုံးကိုသုံးပြုထားတယ်အာဓာနခာဟိပြင်းပြင်းထန်ထန်ဆုပ်ကင်ထားတယ်ဒုပ္ပတိနေတခိလွတ်ဖို့အမတန်ခက်တယ်တဲ့လူတွေရဲ့အမြင်အယူအဆအတွေးခေါ် view ဆိုတာတာမန်နဲ့မပြောက်ဘူးတာမန်နဲ့လက်လွတ်မှာမဟုတ်ဘူးအဲ့ဒီလိုတာမန်နဲ့လက်မလွတ်နိုင်တော့အောင်စွဲသွားတဲ့အယူအဆတရားဒီကနေ့မြန်မာနိုင်ငံမှာလည်းပဲရှိတာပဲမာရွေးတဲ့အယူအဆတရားလေးပေါ်လာပြီဆိုလို့ရှိရင်ထိုမာရွေးတဲ့အယူအဆကိုအေဟုတ်တယ်မှန်တယ်လို့စိတ်ထဲကသဘောကျသွားလို့ရှိရင်ဘေးကလူတွေကဘလောက်ပြောမင်းဟာမဟုတ်ဘူးမှားနေတယ်ပြောလည်းမရတော့မြန်မာနိုင်ငံမှာလည်းပဲကြည့်လေအတ္တမဝါဒဆိုတာပေါ်နေတာဒီရှိတာပဲအဲ့ဒီအတ္တမဝါဒလို့ပေါ်နေတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြောလဲအများနဲ့မတူသို့မဟုတ်စာပေနဲ့မညီဘုရားဟောထားတဲ့တရားဓမ္မနဲ့မတူဘူးဆိုလို့ရှိရင်အတ္တမလို့ခေါ်တာပေါ့အတ္တမဆိုတာဓမ္မနဲ့ဆန့်ကျင်နေတဲ့စကားလုံးပေါ့တူကတရားအထုတ်ရမယ်လို့စာထဲမှာမြတ်စွာဘုရားကတမ္မာဝါယာမကြိုးစားရမယ်အထုတ်ရမယ်လို့ပြောတယ်အဲ့ဒါကိုဆန့်ကျင်ပြီးတော့အထုတ်เสียမလိုဘူးလို့ပြောလို့ရှိရင်အ
အထုတ်ရမယ်ဆိုတဲ့စကားကဘုရားစကားလို့ပြောလို့ရှိရင်အမထုတ်ရဘူးလို့ပြောလို့ရှိရင်ဘာဖြစ်သွားမလဲအာဓမ္မဖြစ်သွားတာဆန့်ကျင်သွားတယ်ခေါ်တာပေါ့အဲ့ဒါကိုပြောတာနော်အဲ့ဒီသဘောကိုပြောပြတာအယူဆတရားဒီလိုတယောက်ကပြောလိုက်လို့ကိုယ်အကြိုက်နဲ့ကြိုက်သွားပြီဆိုလို့ရှိရင်အဲ့ဒီအယူဆပေါ်မှာဆွဲလန်းပြီးတော့တာမန်နဲ့ဟောဖို့ပြောဖို့တာမန်နဲ့ကျွတ်ဖို့ဆိုအလွန်ခဲရင်သွားတယ်အတွေးခေါ်အယူဆတွေဟာမှားရင်သွားရင်အလွန်ကြောက်စရာကောင်းတယ်ပေါ့သူတို့ကဘယ်လိုပြောတော့ဣဒမေဝသစ္ဆံမောဂမဉ္ဇဉ်နဲ့ပြောလိုက်တဲ့စကားကဣဒမေဝဟောဒီငါပြောတာသာလင်သစ္ဆံအမှန်ဉာဏ်တခြားပုဂ္ဂိုလ်ကြီးပြောတဲ့အချက်တွေကမောဂအလကားပဲဟောငါပြောတာမှအမှန်တခြားပုဂ္ဂိုလ်ကြီးပြောတာအလကားလို့ဒီလိုယူဆသွားတတ်တယ်ပေါ့ခိုင်မှာဆွဲလမ်းပြီဆိုရင်အဲ့တိုင်ဆွဲတာဣဒမေဝသစ္ဆံမောဂမဉ္ဇဉ်ဒါသာအမှန်ဟောတွေကအမှားလို့ရှင်ကြီးယူဆသွားတယ်အမှားမှန်ဆိုတာဝေဖန်ခွဲခြားရမယ်ကိစ္စတစ်ခုမျိုးပေါ့မှန်တယ်ဆိုရင်လည်းဘာကြောင့်မှန်တာလဲမှားတယ်ဆိုရင်လည်းဘာကြောင့်မှားတာလဲဆိုတာအကြောင်းအကျိုးရှိတယ်ပေါ့အေးကောင်းပြီအယူဆဆိုတဲ့ဒိဋ္ဌိအစွဲလန်းအတွေးအခေါ်အမြင်တစ်ခုဟာအမတန်မှပြင်းပြင်းထန်ထန်စိတ်ထဲမှာချုပ်ကင်ထားတတ်လို့စွဲလန်းတတ်သည့်အရာဖြစ်သည့်အတွက်ကြောင့်ဒိဋ္ဌိကိုလည်းဥပါဒံလို့ခေါ်တာတဲ့အမြင်ဒိဋ္ဌိဆိုတာအမြင်ကိုပြောတာနော်ကိုယ့်ရဲ့အထင်အမြင်ဟာလည်းပဲဥပါဒံပဲကပေါင်းလိုက်တော့ဥပါဒနာပစ္စယဘဝလို့ဆိုတဲ့ထဲမှာဥပါဒံနဲ့ဥပါဒံလို့ဆိုတာအခိုင်အမာဆွဲလန်းချုပ်ကင်ထားတဲ့အရာနှစ်ခုဟာတဏှာနဲ့ဒိဋ္ဌိပဲတဏှာနဲ့ဒိဋ္ဌိနှစ်ခုဟာဆွဲလန်းလာပြီးသူတို့ကိုအခြေခံပြီးတဲ့နောက်မှာဘဝတစ်ခုဖြစ်ပေါ်လာဖို့ရအခြေပြုထားကဲဒါဖြင့်ဥပါဒါနလို့ဆိုတဲ့ဥပါဒံဘယ်နှမျိုးရှိသလဲဆိုသဘာဝအဖြစ်တရားကိုအဖြစ်တော့2မျိုးပဲတဏှာနဲ့ဒိဋ္ဌိအမျိုးအစားနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်ဥပါဒံ4မျိုးရှိတယ်တဲ့4မျိုးကပါလဲဆွဲလန်းတဲ့အရာကိုကြည့်ပြီးတော့4မျိုးလို့ခွဲတာနံပါတ်1ကကာမုပါဒါနကာမဆိုတာလူချင်းစရာအာယုန်ဒီပေါ်မှာဆွဲလန်းတာကာမံဥပါဒိယတိတိကာမုပါဒလူချင်းစရာအာယုန်ဒီပေါ်မှာဆွဲလန်းတဲ့အဆွဲလန်းဟာကာမုပါဒနာလို့ခေါ်တယ်ကိတ္တစရာအာယုန်ဒီကိတ္တစရာအာယုန်ဆိုတာကိုယ်တိုင်မြင်လို့ဖြစ်စေသစင်ကြားတာပဲဖြစ်စေကိုယ်တိုင်နမ်းရှူရတာပဲဖြစ်စေကိုယ်တိုင်ရလာခံရတာပဲဖြစ်စေကိုယ်တိုင်ထိတွေ့ရတဲ့အာယုံပဲဖြစ်စေပေါ့သို့မဟုတ်သစင်ကြားပဲဖြစ်စေပေါ့အဲ့ဒီအာယုံဒီပေါ်မှာစိတ်ကလေးကဆွဲလန်းပြီးတော့သွားတယ်အဲ့ဒီဆွဲလန်းသွားတဲ့ဟာကိုပဲကာမုပါဒံလို့ခေါ်တယ်ကာမဥပါဒါနနှစ်သက်စရာအာယုန်နဲ့ပတ်သက်ပြီးတော့ဆွဲလန်းနေမှုတဲ့ဥပါဒံမကင်းသေးတဲ့ပုဂ္ဂိုလ်တိုင်းနှစ်သက်စရာအာယုန်တွေပေါ်မှာဆွဲလန်းမှုဆိုတာရှိတယ်ထိုဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ကံတရားများကိုပြုလုပ်လို့ရှိကြတယ်ပေါ့ဒါလောကမှာတတ္တဝါတွေကဒီပုံစံတိုင်းပဲအဲ့ဒါကာမုပါဒနာကာမုပါဒနာကာမုပါဒံဆိုတာတခြားကိုပြောတာမဟုတ်ဘူးတဲ့တဏှာကိုပဲပြောတာနှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တာတွေ့တာလိုချင်တာဆွဲလန်းတာတဏှာရဲ့လုပ်ရက်တွေပဲပေါ့နောက်တစ်ခုကပါလဲလို့ဆိုရင်အမြင်နဲ့ပတ်သက်ပြီးတော့3မျိုးဒိဋ္ဌုပါဒနာဒိဋ္ဌိဥပါဒနာအမြင်ရဲ့အစွဲလန်းသီလပတုပါဒနာသီလဝတ္တဆိုတာအလေးအထားနဲ့အကျင့်တရားပေါ်မှာဆွဲလန်းတာနောက်တစ်ခုကအတ္တဝါဒုပါဒနာအတ္တ
ရှိတယ်လို့ပြောဆိုတဲ့အယူဝါဒပေါ်မှာဆွဲလန်းတာလို့အဲ့ဒီသုံးခုကတော့ဒိဋ္ဌိကိုပြောတာတဏှာနဲ့မဆိုင်အမြင်နဲ့ပတ်သက်ပြီးတော့၃မျိုးတဏှာနဲ့ပတ်သက်ပြီးတော့၁မျိုးဥပါဒံ၄မျိုးတဲ့ဒါပြင်ဘုန်းကြီးတို့တရားရှိခင်သူတော်စင်ပြိဿပေါင်းတော့ကိုယ်တန်တမှာဒိဋ္ဌိဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဆွဲလန်းမှုရှိမရှိကိုယ့်အကိုသိအောင်ကြိုးစားဖို့လိုတယ်ဒိဋ္ဌုပါဒံဆိုတာဘာကိုပြောတာလဲဒီနေရာမှာဒိဋ္ဌိအမြင်ဆိုတာဘယ်လိုအမြင်မျိုးကိုပြောတာလဲဆိုရင်ဒီကနေ့ခေတ်တော့ယုတ်ဝါဒလို့ပြောတဲ့အရာမျိုးပေါ့နတ္ထိကဒိဋ္ဌိတဲ့ကံဤအကျိုးဆိုတာမရှိဘူးကုသိုလ်ကံရဲ့အကျိုးတရားဆိုတာမရှိဘူးအကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းမရှိဘူးဘာလို့ဘာမှရမှာမဟုတ်ဘူးလူဆိုတာသိသွားရင်ပြရောနောက်ဘဝဆိုတာမရှိဘူးနောက်ဘဝကတတ္တဝါတွေပရလောကလူတွေလည်းပဲဒီဘဝဆိုတာမရှိဘူးပြန်ပြီးတော့မွေးတဲ့တတ္တဝါဆိုတာလောကမှာမရှိဘူးဆိုတဲ့ညှင်းပယ်မှု10ချက်နတ္တိကဒိဋ္ဌိ10မျိုးလို့ခေါ်တယ်အဲ့ဒီညှင်းပယ်မှု10ချက်ကံရဲ့အကျိုးတရားကိုညှင်းပယ်တဲ့အယူဝါဒနတ္ထိကဝါဒအဲ့ဒီနတ္ထိကဝါဒကိုဒီနေရာမှာဒိဋ္ဌုပါဒံလို့ခေါ်တာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဒီဝါဒကိုဆွဲကင်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူတုန်းဆိုရင်အဇိတကေတကမ္မလဆိုတဲ့ဆရာကြီးကဆွဲကင်လာသူဆွဲကင်လာသည့်အတွက်ကြောင့်ကြည့်လေမင်းတို့ဘာမှလုပ်နေနဲ့လုပ်ရင်ဖြစ်လာမှာတခုမှမရှိဘူးလို့ပြောတာနတ္ထိတုက္ကတဒုက္ကတနံကမ္မနံပလံဝိပါကောကုသိုလ်အကုသိုလ်ကံရဲ့အကျိုးတရားဆိုတာမရှိပါဘူးလို့နတ္ထိပါမာတာနတ္ထိပိတာလောကမှာအမေဆိုတာလည်းမရှိပါဘူးဖေဆိုတာလည်းမရှိဘူးအမေဖေကိုအသိမှမပြုတဲ့သဘောစာပေရပြောမယ်ဆိုရင်နတ္ထိမာတာအမေမရှိဘူးနတ္ထိပိတာအဖေမရှိဘူးလို့ဆိုတာအမေဖေပေါ်အမေဖေရဲ့မိမိပေါ်မှာပြုစုမှုအတိမတ်မပြုတဲ့သဘောပဲဒါကြောင့်မို့စာပေကျမ်းကမှာကြတော့ဘယ်လိုဖွဲ့လို့အမေမရှိဘူးအဖေမရှိဘူးပြောတာမဟုတ်ဘူးတဲ့အမေပေါ်မှာကောင်းရင်လည်းကောင်းကျိုးမရဘူးဆိုးရင်လည်းဆိုးကျိုးမဖြစ်ဘူးအဖေပေါ်မှာကောင်းရင်လည်းကောင်းကျိုးမရဘူးမကောင်းရင်လည်းဆိုးကျိုးမဖြစ်ဘူးဟောအမေဖေနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်เสียမလို့လုပ်လည်းဘာမှမရဘူးဆိုတဲ့အဓိပ္ပာယ်ပြောတာเนาะအဲ့လိုပြောလိုက်တဲ့ဖြင့်မာတုကာရကကံကျူးလွန်လဲအမိတတဲ့ကံကျူးလွန်လို့ရှိရင်လည်းအပြစ်မရှိဘူးပိတုကာရကကံကျူးလွန်လဲအဖေသက်လည်းအပြစ်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ရောက်မသွားပြီဘူးလားအဲ့ဒါကြောင့်အမေဖေကိုအသိမှမပြုဘူးလို့ပြောတာเนาะအဲ့ဒါနတ္ထိကဝါဒလို့ခေါ်တယ်အဲ့ဒီအယူဝါဒဟာလည်းပဲအခုဘုန်းကြီးတို့တွေကံကောင်းလို့ဗုဒ္ဓဘာသာဖြစ်ပြီးမြတ်စွာဘုရားတရားတော်ကိုနာကိုယ်ပတ်ဝန်းကျင်ကလည်းပဲမှန်ကန်တဲ့အယူဆတွေပြောဟောငယ်စဉ်ကတည်းကကြားနေကြရလို့ဒီမှန်ကန်တဲ့အတွေးကလေးရတာအထင်မကြီးလေနဲ့ဒီဘဝရဲ့အချမ်းမဲမှာဒီအယူဆပြောင်းမသွားဘူးလို့ပြောနိုင်မှာအဲ့ဒီလိုအယူဝါဒရှိတဲ့ပတ်ဝန်းကျင်ချင်းထဲမှာကိုရောက်သွားပြီပြန်လဲမဝေးဖွားသွားပြီဆိုလို့ရှိရင်အဲ့ဒီအယူဝါဒကိုင်မှာပဲဟုတ်ကလားအဲ့ဒီအယူဝါဒကိုဆုတ်ကင်ထားမှာပဲဆုတ်ကင်ထားပြီဆိုရင်ဘယ်သူလာတရားဟောလို့မရဘူးလေဥပါဒံဖြစ်နေတာဒီကနေ့ခေတ်ကဘာကြီးမှာတန်ပေါင်း9000ကျော်6000လူဦးရေရှိတယ်ဒီအယူဝါဒစက်ကင်ထားတဲ့ပုဂ္ဂိုလ်ဟာနည်းမဲ့မထင်ဘူးမြောက်များစွာရှိနေတယ်ဘုရားတရားတော်ကိုယုံကြည်တဲ့ဗုဒ္ဓဘာသာလို့စိတ်ဝင်းဝင်တဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းနည်းတယ်နော်အမြဲတမ်းနည်းတယ်အခုနိုင်ငံသားတွေမှာဆိုလို့ရှိရင် non religious believer non religion ဘာသာတရားကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေအများကြီးပုံနေဘာသာမဲ့သူပြောတာဘာသာမဲ့ဆိုတာညှင်းပယ်ထားတာပဲလေသူတို့
ညင်းပယ်ထားတဲ့အခါကျတော့လောက်ရတဲ့အလုံးပေါ်မှာပဲညင်းပယ်တာလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဒီဝါဒကိုလက်ခံထားပြီးလို့ရှိရင်ထိုဝါဒကိုဆွတ်လွတ်ဖို့အတွက်ဟောဖို့ပြောဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးတဲ့အယူဝါဒတစ်ခုကိုဆုပ်ကင်မိပြီဆိုရင်ထိုဆုပ်ကင်ထားတဲ့အယူဝါဒကိုရှင်းပြလဲလက်ခံညီမလက်ခံနေပါကျွတ်ဖို့ခက်သွားတယ်ဟုတ်ဒါကြောင့်မို့ဥပါဒံပြောတာနော်အဲ့တော့ဒိဋ္ဌုပါဒံဆိုတာအကျဉ်းအဖြစ်မှတ်ဖို့ရကအလူဒါနရဲ့အကျိုးဆိုတာမရှိဘူးကံကံရဲ့အကျိုးဆိုတာမရှိဘူးအမေအဖေပေါ်ပြုစုလို့ကြွေးတဲ့အကျိုးတရားဆိုတာမရှိဘူးတမန်လောကဆိုတာမရှိဘူးတေပြီးပြန်ဖြစ်တဲ့လူဆိုတာမရှိဘူးလောကမှာအမှန်တရားကိုဟောနိုင်တဲ့သူတော်စင်သူတော်မြတ်ဆိုတာမရှိဘူးလို့အဲ့ဒီမရှိဘူးဆယ်ချက်နဲ့ညင်းကွယ်ထားတဲ့အယူဝါဒကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်နောက်တစ်ခုကသီလပတုပါဒနာသီလဆိုတာဒီကနေ့ဘုရားဘာသာတွေစောင့်တည်နေတဲ့သီလကိုပြောတာမဟုတ်ဘူးသီလဆိုတာလူတစ်ယောက်ရဲ့အလေအထအမှုအရာကိုသီလလို့ပြောတယ် habitual practice လူတစ်ယောက်ရဲ့အလေအထတစ်ခုကိုသီလဝတ္တဆိုတာအဲ့ဒီအလေအကျင့်တစ်ခုကိုလိုက်နာမယ်လို့ဆိုပြီးတော့စိတ်ထဲမှာဆုံးဖြတ်ပြီးတော့လိုက်နာနေတာဝတ္တဥပမာပြောရင်ဟုတ်လားငါတတ်တတ်လို့စားမယ်အဲ့ဒါဝတ္တသဘောပေါက်အောင်ပြောတာနော်ဝတ္တဆိုတာစောင့်တည်ထားတဲ့အချင်းတစ်ခုဝတ္တလို့ပြောသီလဆိုတာအလေးအထားအဲ့ဒီသီလဆိုတဲ့အလေးအထားတစ်ခုဟာတန်တရားမိမိတို့တဏ္ဍာမှာရှိတဲ့တန်တရားကိုရှင်စေတတ်တဲ့ကိလေသာတွေကစင်ကြယ်တယ်လို့ယုံကြည်တယ်အဲ့ဒီအလေးအထားတွေကိုလက်ခံကျင့်သုံးတဲ့ဝတ္တကိလေသာတွေကစင်ကြယ်နိုင်တယ်လို့ယူဆတွေးခေါ်မြင်တဲ့အယူဝါဒကိုသီလပတုပါဒနာလို့ခေါ်တယ်တဲ့အဲ့ဒါလည်းအလွန်ဆွဲလန်းတတ်တယ်အလွန်ဆွဲလန်းတတ်တယ်ဒီသီလပဒနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားကဘုရားဘာသာကိုလေ့လာပြီးတော့ရေးသားတဲ့စာအုပ်တွေထဲမှာသီလပဒကို right and ritual လို့ဘာသာပြန်လေးရှိတယ်ဒါမှန်ကန်တဲ့ဘာသာပြန်မဟုတ်ဘူးသီလဝတ္တဟာအတိပ္ပယ်ကဘာလို့ဆိုလို့ရှိရင်တရိစ္ဆာန်တစ်ကောင်ရဲ့ဥပမာပြောကြပါစို့ခွေးတစ်ကောင်ရဲ့အလေးအထမရှိဘူးလားခွေးရဲ့အလေးအထခွေးရဲ့အမှုရာဆိုတာဘာလဲလို့ဆိုလို့ရှိရင်ခွေးဟာလေးဘက်ထောက်သွားတယ်အိတ်တဲ့ခါကျတော့သူအိတ်မဲ့နေရာလေးကိုသုံးပတ်ပတ်တယ်အိတ်မဲ့နေရာကိုတစ်ခါတစ်ခါရက်တက်တယ်ရက်ပြီးရင်သုံးပတ်ပတ်ပြီးတော့အဲ့ဒီမှာအိတ်လေးရှိတယ်အိတ်ရင်ကိုယ်လေးအိတ်လေးရှိတယ်နောက်ဖေးနောက်ပြီးဆုံးလို့ရှိရင်သူ့အမူအရာတစ်မျိုးပေါ့ဟုတ်ကဲ့လားနမူနာသိယုံလေးပဲပြောတာခွေးတစ်ကောင်ရဲ့အမူအကျင့်တွေကိုအလုံးမြင်မှုနေကြတာဖြစ်တော့အဲ့ဒါကိုသီလလို့ပြောတာပဲခောတိကုက္ကုရသီလခွေးတစ်ကောင်ရဲ့အလေးအထားအဲ့ဒီခွေးတစ်ကောင်ရဲ့အလေးအထားကိုလိုက်နာကျင့်သုံးမှုခံယူစောင့်တည်လိုက်တာကဝတ္တတဲ့မြတ်စွာဘုရားလက်ထက်တုန်းကတကယ်ကိုခွေးလိုကျင့်တဲ့ပုဂ္ဂိုလ်တွေရှိခဲ့ဘူးတယ်ခွေးလိုကျင့်တယ်ဆိုတာခွေးလိုလေးဘက်ထောက်သွားတယ်အစာစားတဲ့အခါလဲခွေးဆိုတာလက်နဲ့ယူစားတာဟုတ်ကဲ့လားဇာတ်နဲ့စားတာနော်နှုတ်သီးနဲ့ကြိုက်ပြီးတော့စားသူကလည်းပဲလူသားဖြစ်ပေမဲ့လို့ခွေးအချင်းကျင့်တဲ့အခါကျတော့ခွေးအမူအရာခွေးစတိုင်အကုန်လုံးလုပ်ရတယ်သူကဟုတ်လားစတိုင်အပြည့်ပဲခွေးရဲ့စတိုင်အကုန်လုံးอ่ะဒါမှသူ့အကျင့်အောင်မှာကိုနွားကျင့်ကိုစောင့်တည်ထားတဲ့ပုဂ္ဂိုလ်ကလည်းနွားစတိုင်အကုန်ယူရတယ်နောက်ဆုံးကကျင်ကြီးကျင်ငယ်ဆွန့်နာကဆွာပြီးတော့နွားပုံစံကြကြလောက်ရလေ့ကျင့်ရတယ်သူတို့အဲ့ဒါလို့ကျင့်နိုင်လို့ရှိရင်တဲ့တန်တရားဟုတ်ကလွတ်တယ်တဲ့
Eri Israelam you Queen and Wari Makavu the Chadawari a chin like do the well live it up. Mama Yin live it to you, Chinya and Harry, Nyan Shilipo. Era go the Labata look for Eri the Labata and Pataviro. Mama Yin quite heavy at the Mura, Pramada. Hey, the Labatu Padana, the Labata Pramada. Sabi Jangama. Ramada Suretemale Tapare, Upadan Suretemale, the Labdupa. Teaching Hale, alone Solansi that the agenda mutually Drajan, Dale Upada made. Oh, not a Kuga Balelo solution. Atawa Dupa. Ata Suretagalo, Yamalu Yuricha. David the new Yamabo, Winning look your dad. Do the illusion when you near Tratore look, Joda. Any when you near the winds are there. Libya send water from Alumuri Pure at Daya take when you go, Libya, English of your spirit to sorrow. Any years ago, Ataman, Daria to do it. The daughters say, go by here, Neville. Tauram Yere Yaniko Tradaviro. Number water Kuba wins are a little to use Sade Hamu. Eddie, you are out, kind service of Pura, Leve, Upadan the Mube, Adawa Upadan no call. Kekami Upadan Limu. Eddie Upadan will achieve you biro. Tadwari ma Papshetle. So as Kamu Padan. Dojinsia Nitasia, Iolene Pataviro, the Napchija. Soiland the Cupola. Soiland the Cupola, Lucy. Yajane City Chilla. Yajane City Chillaro. Yana in the look, you said it, Niland the Coup to load out my boat. Hogan. Are you the Coup, Woma Soiland Lucy? To Ion the Coup, Panaya Nine the Lelu, Melusi, Yana the Coup, do Nilan Yala like me. Yala Reka, Eddie Nilan the Coup, Lolly. Eddie Nilan, I like that gentle video, load their kama. Eddie Nilanga. A busy and Nilan Lepshanine, a big in and Nilan Lepshanine. A busy and Nilan lo solution, no. A big go kama, a pikin and Nilan saying, Gonyo Chana Yama, Taro to Lucille. So was Ludiaha a Daurina Naviga, the Jamini, Sidi Chana, along Jimare, Nadia, along Chanare. Tilo Jaya Hajara, to say him, Napchich and a city Pella. Napchich and a city Pella Reka Palole Napchich and Lucy. Two Jambire Bogon, the Mugilla. Napchich and Lucy Balole. That was Leslie Vido. Les Johnson and Puzo, Pada Lucy, men Napchile, or Tilo Jambire Bogola, she gone. No? Hello, Moven, Dana Gamu, Dila Gamu, Bavana Gamu, Lopido. Nabi Yaw, Sudan Lucian, Napchade, to Lupio. A Goyago Moa Yakshan look. Goyago, 4-9 debt Tower Jina on Lusubido. That was a legend in a Jina Puzo Babi. Eddie Jina Puzo a local. Trogondiga, Balu Tamatos. Dosey a chinso, Babilo chinso pin. The pedal chica in Nazido, chinso piora. Go Gonza Chendo. The pedal Tapcha Bido, go Gonza Mu, Yayu Desura, Tayada Lama de Yaula Daves and Achipo. Go Gonza Chene, Hudioga de Yamesway, Nilanja. Hudioga below dreamly, to them Gonza Chimula. A Dunya Gonzabo, the Duati Biare, so Chenai Mamma.
ကိုချင်းသာစားပြီးတော့ကိုချင်းစားကြည့်ရင်ဒါတရားသလားမတရားဘူးလားဆိုတာရှင်းရှင်းလေးဟုတ်ကဲ့အဲ့တော့ဒါကြောင့်မို့လို့မကောင်းတဲ့အလုပ်ကိုဒုစရိုက်လို့ခေါ်တယ်။နတ်ပြည်ရမယ်အထင်နဲ့ဒုစရိုက်လုပ်ငန်းကိုလုပ်တယ်လုပ်ပြီးဆိုတာအဲ့ဒါကြည့်အစွဲလန်းကိုဖြစ်ချင်တာကနတ်ပြည်စွဲလန်းတာကနတ်ပြည်လုပ်လိုက်တာကဒုစရိုက်ဟောဒုစရိုက်လုပ်လိုက်တာကဘဝကိုရောက်စေတဲ့ကံကိုလုပ်တာဥပါဒံမှာဥပါဒနာပစ္စယဘဝမှာဘဝဆိုတာကိုနှစ်ခုခွဲထားတယ်ကမ္မဘဝနဲ့ဥပပတ္တိဘဝကမ္မဘဝဆိုတာဘဝတစ်ခုကိုတိဆောက်ပေးနိုင်တဲ့ကံတရားကိုဘဝလို့ခေါ်တယ်ကမ္မဘဝလို့ခေါ်တယ်အဲ့ဒီကံကတိဆောက်ပေးလိုက်လို့ရလာတဲ့ဘဝကိုဥပပတ္တိဘဝလို့ခေါ်တယ်ဟောဒီနှစ်ခုစလုံးကိုပြောထားတာဥပါဒံတိုက်ရိုက်မဟုတ်ဘူးလိုချင်တာကဆွဲလန်းနေတဲ့နတ်ပြည်ကိုဆွဲလန်းနေတဲ့အတွက်ကြောင့်နတ်ပြည်ရောက်ကြောင်းကံတစ်ခုကိုလုပ်တယ်လုပ်တဲ့ကံကအကုသိုလ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်သည်ကာမုပါဒံတိဟူသောအကြောင်းကြောင့်ငရဲဘုံငရဲဘဝရောက်သွားဘူးလားသူလုပ်တဲ့ကံဒီအကုသိုလ်ကံကိုလုပ်မိတယ်ဥပါဒံဆိုတဲ့ကာမုပါဒံဆိုတဲ့အစွဲလန်းကိုအခြေခံပြီးတော့အကုသိုလ်လုပ်တာကကာမဘဝထိုအကုသိုလ်လုပ်သည့်အတွက်ကြောင့်ရသွားတဲ့အပေခန္ဓာအပေဘုံဘဝမှာရောက်သွားတာဥပပတ္တိဘဝအဲ့ဒါကိုပြောတာဥပါဒနာပစ္စယဘဝဆွဲလန်းမှုကိုအခြေခံပြီးတော့ကံကိုလုပ်တာထို့တူပဲမင်္ဂနဲ့လမ်းကြောင်းပေါ်လူတွေဆိုတာတစ်ခါတစ်ခါရောက်သွားနတ်ပြည်ဆိုတာအမတန်ချမ်းသာတယ်လို့သိထားတော့လူကျင်စိတ်တွေပေါက်လူကျင်စိတ်တွေပေါက်လို့ဒါနကောင်းမှုတွေလုပ်တယ်သီလတွေစောင့်တည်တယ်ဒီကောင်းမှုကြောင့်နတ်ပြည်တိုင်းဖြစ်ရပါလို့ဤလို့ဆုတောင်းတယ်ဟောကြည့်လူကျင်မှုဖြင့်ဆွဲလန်းနေတာကကာမုပါဒနာကုသိုလ်လုပ်တာကကာမဘဝအဲ့ဒီကံပြည့်လို့ဒီဘဝကနေပြီးတော့သိသွားတဲ့အခါနောက်ဘဝမှာနတ်ပြည်လက္ခဏာရသွားတယ်ဟောဥပါဒနာပစ္စယဘဝပဲထားတာဥပါဒံကြောင့်ဖြစ်သွားတာလေနော်လူတိုင်းဟာတခုဖြစ်ချင်နေတဲ့ဆွဲလန်းမှုဟာဥပါဒံပဲအဲ့ဒီဥပါဒံကိုအခြေပြုပြီးတော့ကံတစ်ခုကိုလုပ်မယ်အဲ့ဒီကံတစ်ခုဒီဘဝကိုဖြစ်ပေါ်လာစေမယ်အဲ့ဒါကြောင့်မလို့ပရိစ္ဆေသမုပ္ပါဒ်မှာဥပါဒနာပစ္စယဘောလို့ခေါ်တာဘဝဆိုတဲ့စကားလုံးလေးမှာနှစ်မျိုးပါတယ်လို့ဒီလိုမှတ်ကမ္မဘဝကံတရားတွေကိုကမ္မဘဝလို့ခေါ်တယ်ထိုကံတရားတွေကထုတ်လုပ်လိုက်တဲ့ခန္ဓာကိုဥပပတ္တိဘဝလို့ခေါ်တယ်ဟောဥပါဒံအခြေခံပြီးတော့ဒီလိုလုပ်တာစိတ်ဆွဲလန်းမှုအခြေခံပြီးတော့ဖြစ်တာတွေဟာအလွန်တရာမှထူးဆန်းအံ့ဩဖွယ်ကောင်းတယ်ဒီကနေ့လူလောကထဲမှာကြည့်စိတ်ဆွဲလန်းမှုကိုအခြေခံပြီးတော့ဒီကံကြီးမှာတခုစိတ်ထဲမှာဖြစ်တာလဲမနောကံခေါ်တာပဲเนาะဆိုပါစို့တွေ့ဘူးကြပါလိမ့်မယ်မတွေ့ဘူးရင်ကြားဘူးကြလိမ့်မယ်လူလောကလူကလေးမွေးလာတဲ့အခါမှာလက်ကိုကျိုးတုပ်ရက်ကလေးမွေးလာတယ်ဆိုတာကြားဘူးကြတယ်မဟုတ်လားလက်ကလေးတွေပြက်ရက်ကြီးမွေးလာတယ်ဆိုတာလည်းကြားဘူးကြလိမ့်မယ်เนาะလူဖြစ်လာပြီးတော့ခေါင်းမှာအမာယုတ်ကြီးတွေပါလာတယ်ဆိုတာလည်းကြားဘူးကြလိမ့်မယ်အဲ့ဒါတွေကဘလို့ဖြစ်လာတာတော့အခုပြောတဲ့ဥပါဒနာပစ္စယဘောပဲကံမကောင်းအကြောင်းမလားလို့လူဆိုးသူဆိုးတွေနဲ့တွေ့လို့သူ့လက်ကိုဖြတ်ခံလိုက်ရတဲ့အချိန်မှာလက်ကြီးပြတ်သွားပြီဆိုတဲ့စိတ်အစွဲလန်းဒေါမနတဝမ်းနဲ့ကြည်ကွဲမှုကပြင်းပြင်းထန်ထန်ကြီးဖြစ်လို့သူ့စိတ်ထဲမှာငါလည်းမရှိတော့ဘူးဆိုတဲ့အတွေးလေးနဲ့ငါလည်းမရှိတော့ဘူးဆိုတဲ့စိတ်ဆွဲလန်းမှုကြီးအဲ့ဒါကံဖြစ်သွားတာပဲတခြားကံဝင်မလာနိုင်ဘူးသူကလွှမ်းမိုးပြီးတော့နေသည့်အတွက်ကြောင့်အဲ့ဒီကံနဲ့စိတ်ဆွဲလန်းမှုကိုအခြေခံပြီးတော့အဲ့ဒီလူဟာဒီဘဝမှာလက်ပါမလာတာလည်းဖြစ်တတ်တယ်ပေါ့စိတ်ဆွဲလန်းမှုကလည်းပဲအမတန်ပြင်းထန်တယ်ဘဝဒီဘဝလည်းမကဘူးနောက်ဘဝအထိအောင်ဘာဖြစ်လို့ဒီလိုဖြစ်ရတာတုံးလို့ဆိုလို့ရှိရင်
ရုပ်ခန္ဓာကြီးကသာအကြီးကျယ်ပြောင်းလဲသွားတာစိတ်ဆိုတာကတော့အခုလက်ရှိဘဝမှာစိတ်တွေဟာတစ်စက္ကန့်ပြီးတစ်စက္ကန့်ဒီလိုဖြစ်နေတယ်လို့အမတန်လင်းမြန်နဲ့နှုံးနဲ့ဒါကနားလည်အောင်ပြောတာတစ်စက္ကန့်ဆိုတာတစ်စက္ကန့်မှာပဲဂရေတသိန်းလောက်ဖြစ်နိုင်တယ်လို့ပြောထားတာနော်အဲ့ဒီစိတ်အစဉ်ဆိုတာကဒီဘဝနဲ့ဟိုဘဝကြားမှာပြတ်သွားတယ်လို့မှရှိမှမရှိတာခုခေတ်စကားနဲ့ပြောရင် online ပဲဒီ line ကြီးတစ်ခုတည်းပေါ်မှာရောက်နေတာအေးလူတယောက်ဟာသေကံဒီမှာစိတ်ဆွဲလန်းမှုတွေရှိသွားတဲ့အခါမှာအဲ့ဒီစိတ်ဆွဲလန်းမှုကြောင့်နောက်ဘဝမှာအမှတ်ကလေးပါသွားတာတို့နောက်ဘဝမှာလက်ကလေးပြတ်သွားတာတို့နောက်ဘဝမှာကျွတ်တွရွက်ကလေးမွေးတာတို့အမျိုးမျိုးဖို့မို့ဒါမျိုးတွေဖြစ်လာတတ်တယ်။ဘာဖြစ်လို့ဒီလိုဖြစ်လဲဆိုရင်စိတ်ဆွဲလန်းမှုဥပါဒဏ်ရဲ့ပြင်းထန်မှုဘုန်းကြီးတို့ဇာတိရွာမှာမန္တလေးတိုင်းစင်ကူးမြို့အဲ့ဒီဇာတိရွာမှာတောကမိခင်တဲ့ဦးမှာမွေးလာတဲ့ကလေးလေး2 ယောက်တကယ်ဥရောပသားရုပ်အတိုင်းပဲဖြစ်လာမျက်လုံးကအပြာစပင်ကအဖြူမွေအောင်စပင်အသားကလည်းဖွေးစွန်အမေနဲ့တခြားစီအဖေနဲ့တခြားစီကြည့်လိုက်လို့ရှိရင်ဥရောပသားလေးအဲ့ဒီလိုမွေးလာတာရှိတယ်။ဘာဖြစ်လို့အဲ့ဒီလိုမွေးရတယ်လဲအကြောင်းအကျိုးဘယ်လိုဆက်ဆက်မှုရှိတယ်လဲလို့ဆိုရင်အဲ့ဒီမှာလည်းပဲဥပါဒံလို့ပြောလို့ရအဲ့ဒီအမျိုးသမီးကဘာဖြစ်လို့ဗမာအမျိုးသမီးစစ်ဗမာမိခင်ဖခင်ကမွေးတဲ့ကလေးတွေဟာဘာဖြစ်လို့ဥရောပရုပ်ပေါက်သွားရတယ်လဲဆိုတဲ့နေရာမှာအကြောင်း2 မျိုးရှိတယ်ပေါ့အကြောင်းတစ်ခုကတော့မိခင်ရဲ့စိတ်ဆွဲလန်းမှုပဲဘုန်းကြီးတို့သိရှိရသမျှဆိုလို့ရှိရင်မြန်မာပြည်မှာနိုင်ငံခြားကဆရာဝန်ကြီးတွေလာပြီးတော့ငှက်ဖျားယောဂရှိမရှိလိုက်ပြီးတော့တောရွာတွေအနှံ့စစ်ဆေးတယ်သွေးဖောက်ကြည့်တယ်ပေါ့အဲ့လိုကျမ်းမာရေးစစ်တဲ့အခါအဲ့ဒီအမျိုးသမီးကမျက်နှာဖြူနိုင်ငံသားကြီးတွေကိုမကြည့်ရဘူးသိကြောက်တယ်သူစိတ်ဆွဲလန်းဖိုဘီယာပေါ့နော်နိုင်ငံသားကြောက်တဲ့ယောဂဖိုဘီယာအင်္ဂလိပ်ကြောက်တဲ့ယောဂဆိုအင်္ဂလိုဖိုဘီယာလို့ခေါ်တယ်အဲ့ဒါစစ်မခံဘူးပုံနေတယ်ရွာလူကြီးတွေကအတင်းလိုက်ရှာဆွဲထုတ်ပြီးတော့မရရအောင်စစ်ခိုင်းသူစိတ်ထဲမှာအဲ့ဒီမျက်နှာဖြူလူမျိုးကြီးတွေကိုစိတ်ထဲမှာဆွဲလန်းပြီးတော့ဆွဲလန်းတယ်ဆိုတာကြောက်ပြီးတော့စိတ်ဆွဲလန်းပြီးတော့နေတာမွေးလာတဲ့ခါကျတော့အဲ့ဒီရုပ်ကြီးတွေဖြစ်တယ်သူကလေးတွေကအကြောင်းရှာမယ်ဆိုလို့ရှိရင်ဒီဥပါဒံပဲဒါပဲဥပါဒံကြောင့်ဖြစ်တာဒါကမိခင်ရဲ့ဥပါဒံကြောင့်ဒါမိခင်ရဲ့ဥပါဒံကသားသမီးကိုဖြစ်နိုင်သလားဆိုဖြစ်တာပေါ့မြေနဲ့တွင်းထဲမှာအောင်းပြီးတော့မွေးလာတဲ့ဖို့တတ္တဝါဟာအ내ဖြစ်တယ်မြေနီတွင်းထဲမှာအောင်းပြီးတော့မွေးလာတဲ့ဖို့တတ္တဝါကြတော့အနီဖြစ်တယ်ပေါ့ထို့တူပဲမိခင်ရဲ့စိတ်ဆွမ်းလန်းမှုရဲ့ထိခိုက်မှုကြောင့်သာသမီတွေဟာအဲ့ဒီပုံစံဖြစ်တယ်ဒါအကြောင်းတစ်ခုနောက်အကြောင်းတစ်ခုကတော့တရှိတတ္တဝါကိုယ်တိုင်ပေါ့တရေသားကိုယ်တိုင်ကစိတ်ဆွဲလန်းမှုရှိခုနပြောတာလို့အတိတ်ဘဝကသူ့ရဲ့ဆွဲလန်းမှုကြောင့်ဒီကနေ့ဆက်တဲ့မှာသူ့ရဲ့ဆွဲလန်းမှုအဲ့ဒီဆွဲလန်းမှုပြင်းထန်သည့်အတွက်ကြောင့်မြန်မာပြည်မှာကြောက်ဆယ်နာတဝိုက်မှာဒါရှိဘူးတယ်ထက်ကြောက်ဆယ်နာမှာအမေရိကန်လေမြန်တစ်စင်းဒုတိယကမ္ဘာစစ်အတွင်းတော့ကအဲ့မှာပြတ်ကျအမေရိကန်2 ယောက်အဲ့ဒီနာရွာနာမှာပြတ်ကျပြီးတော့သေသွားတယ်။နောင်ကြတဲ့အခါကျတော့အဲ့ဒီရွာမှာသူတို့အရာပြောရင်လူဝင်စားဖြစ်တယ်ပေါ့နော်။လူဝင်စားဖြစ်လာတဲ့အခါကျတော့သူတို့ရုပ်တွေကမူလရုပ်အတိုင်းပဲပြန်ဖြစ်နေတယ်။ဗမာမဖြစ်ဘူး
အဲ့ဒါကြတော့သူတို့ကိုယ်တိုင်ရဲ့စိတ်ဆွဲလန်းမှုပဲဥပါဒနာပစ္စယဟောသူတို့ကိုယ်တိုင်ရဲ့စိတ်ဆွဲလန်းမှုကြောင့်အဲ့ဒါလိုဖြစ်တယ်လို့ပြောအောင်ဒါစိတ်ဆွဲလန်းမှုဆိုတာအလွန်ပြင်းထန်တဲ့စွန့်ရင်တတ်ရှိတဲ့အရာတစ်ခုဖြစ်နေတယ်ပေါ့စကိုင်းကဘုန်းကြီးတို့ကျောင်းမှာပဲဥစဉ်တစ်ပါးရှိသူကောင်းမှာအနေရကြီးတွေပါတရက်ကြတော့ဘုန်းကြီးကမေးမင်းကောင်ကအနေရကြီးတွေပါဖြစ်တာတော့သူကပြောတယ်မွေးရပါတဲ့ဘာဖြစ်လို့မွေးရပါတာတော့လို့ဆိုအတိတ်ဘဝတုန်းကသူကတန်ဃာတဲ့ဖြစ်ခဲ့တယ်တဲ့တောထဲမှာတန်ဃာတဲ့အင်းဆောင်မှာတဲလေးဆောက်ပြီးတော့အဲ့ဒီမှာနေတာညကြတော့ဓမြလာတိုက်ပြီးသူ့ကိုတတ်တယ်ပေါ့အဲ့ဒီစိတ်ဆွဲလန်းခေါင်းမှာဒဏ်ရာတွေရသွားတယ်အဲ့ဒီဒဏ်ရာရသွားမှုကစိတ်ဆွဲလန်းတစ်ခုဖြစ်သွားပြီးတော့ဒီဘဝမှာလည်းပဲခေါင်းမှာဒဏ်ရာကြီးတွေပါလာဒါရီကဥပါဒနာပစ္စယဘောဆိုတဲ့စိတ်ဆွဲလန်းမှုရဲ့အချက်ကြောင့်ဖြစ်တဲ့အရာတွေပဲဒီတခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့တဏ္ဍာမှာဆိုပါစို့ကောင်းတာလုပ်တာကောင်းတဲ့ဘုံဘဝရောက်တယ်မကောင်းတာလုပ်တာမကောင်းတဲ့ဘုံဘဝရောက်တယ်ရေပုံအားဖြင့်ဒီလိုပြောရအောင်သို့တော့စိတ်ဆွဲလန်းမှုရှိသွားပြီဆိုလို့ရှိရင်ဆွဲလန်းတဲ့နေရာမှာဖြစ်တယ်ဥပမာတစ်ခုပြောပြမယ်ဝေလူဝန်ကျောင်းတကာကြီးဗေမိသာရမင်းဗေမိသာရမင်းဟာထောင်တွင်းချပြီးတော့သားဖြစ်တဲ့အစာရတမင်းရဲ့အမိတ်နဲ့ခြေဘွားဓာခွဲပြီးအသက်ခံသို့သောသူကသောတာပန်ပုဂ္ဂိုလ်ပဲသောတာပန်ပုဂ္ဂိုလ်ဆိုတော့သူ့မှာဥပဒံဆိုတဲ့အစွဲလန်းမရှိဘူးဆိုလို့ရှိရင်အစွဲလန်းဒီလောက်မပြင်းထန်ဘူးဆိုလို့ရှိရင်သူကတာဝရိန္ဒနတ်ပြည်တို့တုတ်တိတာနတ်ပြည်တို့မဖြစ်နိုင်ဘူးလားအနာရဝိန်တထေးကဘယ်မှာဖြစ်တုံတုတ်တိတာနတ်ပြည်မှာဖြစ်တယ်နော်နာရဝိန်တထေးကြီးကတုတ်တိတာနတ်ပြည်မှာဖြစ်တယ်ဘာဖြစ်လို့တုတ်တိတာနတ်ပြည်ဖြစ်တုံလို့ဆိုလို့ရှိရင်ဘုရားဘာသာတွေများသောအားဖြင့်ကြားဘူးနေကြတယ်ဘုရားလောင်းတွေဟာဘယ်နတ်ပြည်မှာနေတာလဲတော့တုတ်တိတာနတ်ပြည်မှာနေတာဘုရားလောင်းတွေဟာနောက်ဆုံးဘဝမှာဆိုရင်တုတ်တိတာနတ်ပြည်မှာရောက်နေကြတယ်နောက်ဆုံးဘဝဆိုတာဘုရားဖြစ်မဲ့ဘဝရဲ့အရင်ဘဝပေါ့နော်တန်တရားလေတဲ့နောက်ဆုံးဘဝဆိုတာလူမဖြစ်ခင်နောက်ဆုံးဘဝလေးမှာတုတ်တိတာနတ်ပြည်မှာနေတယ်လို့ဆိုတာအဲ့ဒီဝတ္ထုတွေကိုကြားပြီးတဲ့အခါကျတော့တချို့ကုသိုလ်ကောင်းမှုလုပ်ပြီးရင်တုတ်တိတာနတ်ပြည်ဖြစ်ပြရသေးဆိုတဲ့စုပတ်မှုလေးရှိတယ်အထူးသဖြင့်ဘုန်းကြီးတို့ငယ်ငယ်တော့ဘုန်းကြီးတို့ရဲ့ခမည်းတော်ကြီးကဘာကုသိုလ်လုပ်လို့တုတ်တိတာနတ်ပြည်မှာဘုရားလောင်းနတ်သားတွေရှိတယ်ဒါကြောင့်မို့ဘုရားလောင်းနတ်သားတွေနဲ့တွေ့ကျင်လို့တုတ်တိတာနတ်ဘုံဖြစ်ရပါလို့ဤဆုတောင်းတာကိုကြားဘူးတယ်နော်အကောင်းပြီတုတ်တိတာနတ်ဘုံအနာရဝိန်တထေးကတော့ဖြစ်သွားဝိသခာကျောင်းမကြီးကတော့အဲ့ဒီတည်းမြင့်တယ်နေမာနရတိနတ်ပြည်မှာရောက်တယ်အဲ့ဒီလိုအနာရဝိန်တို့ဝိသခာတို့အရှင်းမြင့်တဲ့ဘုံတွေရောက်ရတဲ့နဲ့ဝိမိသာရမင်းတရားကြီးကဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒာတောင်မရောက်ဘူးစတုမာရဲ့နတ်ဘုံမှာဝိတဝံဆိုတဲ့ဘလူးနတ်မင်းကြီးရဲ့အချမ်းရံဘလူးတယောက်သွားဖြစ်နေဇနဝတ္တပါတဲ့သူ့နာမည်ဒီကနေ့ကတည်းကဇနဝတ္တပါသုတ်ဆိုတာရှိတယ်သူ့နာမည်ကဇနဝတ္တပါလို့ခေါ်တယ်တည်တဲ့အခါမှာသောတာပန်ဖြစ်ပြီမယ်ဘလူးသွားဖြစ်တယ်ဘလူးသွားဖြစ်တာနတ်ဘလူးသွားဖြစ်တယ်ပေါ့စတုမာရဲ့နတ်ဘုံဆိုတာအနိမ့်ဆုံးနတ်ဘုံပဲလေအဲ့ဒီအနိမ့်ဆုံးနတ်ဘုံကဘယင်တောင်မဟုတ်ဘူးသူကဘယင်ရဲ့အောက်ကအလဝကတို့ပုံနကတို့နဲ့တန်းနဲ့သူကဇနဝတ္တပါဆိုတဲ့နတ်သားသွားဖြစ်တယ်နတ်ဘလူးသွားဖြစ်တယ်ဘာဖြစ်လို့အဲ့ဒီဘုံရောက်သွားရသလဲဆိုတော့ဥပါဒဏ်ကြောင့်ပဲသူကအဲ့ဒီဘုံကိုအကျဉ်းချင်းဖြစ်ခဲ့တာဖြစ်ခဲ့တဲ့အခါကျတော့တ
တေကနေမှာအဲ့ဒီအချိန်ကြီးဖြစ်ခဲ့တဲ့ပုံမွားကိုသူစိတ်ထဲမှာဆွဲလန်းမှုလေးဖြစ်သွားပြီးတော့အဲ့ဒီပုံပဲရောက်သွားအဲ့ဒါလည်းတတိထားเสียတစ်ခုပဲပေါ့နော်တတိထားเสียတစ်ခုပဲအဆွဲလန်းဆိုတာသွားမထားလိမ့်နဲ့ဆွဲလန်းမှုရှိရင်အဲ့ဒီမှာပဲထပ်ဖြစ်ဖို့ကဒါတော့ကံတော့ရှိသေးတာမဟုတ်လေကံကအစွမ်းထက်သလားသို့မဟုတ်အစွမ်းမထက်ဘူးလားသူကသောတာပန်နဲ့သောတာပန်ဖရာเจ้าတကာကြီးနဲ့เจ้าတကာပဲသူကံကတော့အစွမ်းထက်ပြီးသားပဲเนาะဘယ်လိုပဲအစွမ်းထက်တဲ့ဘဝနိကန္တိဆိုတဲ့အစွဲအလန်းကလေးကြောင့်အဲ့ဒီပုံသွားဖြစ်တာပဲစနဝတ္တပါတဲ့ဒါဥပါဒံကြောင့်ဖြစ်ရတဲ့ဘဝလေးတွေပေါ့ဒါကြောင့်မို့လို့ဒီဥပါဒံဆိုတဲ့ဆွဲလန်းမှုလေးဟာဘဝတစ်ခုတည်ဆောက်တဲ့နေရာမှာအင်မတန်မှအရေးပါတာမို့မြတ်စွာဘုရားကဥပါဒနာပစ္စယဘဝလို့ခေါ်တာကောင်းပြီတေဂန်ဒီမှာစုပန်ကြတာတွေရှိတယ်ကြိုတင်ပြီးတော့စုပန်တာတွေရှိတယ်ကောင်းတာစုပန်တယ်လို့မကောင်းတာစုတောင်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာဓမ္မပဒထဲမှာပါတဲ့အမျိုးသမီးတယောက်ဆိုလို့ရှိတယ်အဲ့ဒီအမျိုးသမီးတယောက်အိမ်တော်ရှင်တဦးထဲမှာအမျိုးသမီးကအကြီးငယ်ဒီလိုဖြစ်တဲ့အခါမှာတဦးကသားသမီးမရဘူးအငယ်ကသားသမီးရအငယ်သားသမီးရလာလို့ရှင်အကြီးကဒီပစ္စည်းတွေသူပိုင်တော့မှမဟုတ်တော့ဒါကအိန္ဒိယထုံးစံပေါ့နော်သူမပိုင်တော့မှဆိုတဲ့အတွက်ကြောင့်အငယ်ရမယ်ကိုယ်ကိုဖြည့်ဆည်းပြစ်တယ်ပေါ့သဘောကနော်အဲ့ဒါလို့ဖြည့်ဆည်းလိုက်တဲ့အခါကျတော့နောက်တစ်ချိန်မှာကိုရင်ပြည့်ရုံနဲ့မကဘူးအဲ့ဒီအမျိုးသမီးအသက်အန္တရာယ်မှာထိခိုက်သွားတယ်ထိခိုက်တဲ့အခါသူလှုပ်ထားလို့လည်းသိရောတေကန်လေးကြတော့ဒေါသအာဃာတပြင်းပြင်းထန်ထန်နဲ့နောက်ဘဝရောက်လို့ရှိရင်သူ့ကိုငါနိုင်မရစေသားသမီးနဲ့ကွာအနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါစေဆူတောင်းတာအဲ့ဒီအိမ်မှာသူကကြောင်မသွားဖြစ်တယ်ခဏသူ့ကိုဒုက္ခပေးတဲ့အမျိုးသမီးကတည်တဲ့အခါကျတော့ကြက်မသွားဖြစ်တယ်နော်ဒီလိုဆူတောင်းတာတွေကလည်းတေကန်ဒီမှာဒေါမနတနဲ့တည်တာမို့တိရစ္ဆာန်ဘဝရောက်သွားကြတယ်အေးအဲ့ဒီကြောင်မကကြက်မရဲ့ကလေးတွေကြက်ဥတွေကြက်မပါကြိုက်တတ်စားလိုက်တယ်ကြက်မကလည်းတေကန်ဒီမှာခံမြင်တဲ့စိတ်နဲ့နောက်ဘဝကျနင့်ကိုကလေးနဲ့အတူတကွစားပါလို့ဤလိုဆူတောင်းသွားပြန်တာဒေါသနဲ့ချိန်သွားပြန်တာတည်တဲ့အခါကျတော့သူကတောထဲမှာကျက်သိမ့်မှသွားဖြစ်တယ်ကိုကြောင်မကဘာသွားဖြစ်တယ်ဆိုရင်တမင်မှသွားဖြစ်တယ်ဟောတမင်မွေးရင်ကြားစားရင်ဆိုတာလာစားသွားနောက်ဆုံးမှာမိခင်လှုပ်တဲ့တမင်မှစားအဲ့ဒီကနေသေလို့သူတို့ရဲ့အညိုးဟာစိတ်ဆွဲလန်းမှုအညိုးတွေဟာမပြေသည့်အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်တယောက်ကလူလာဖြစ်ပြီးတော့တယောက်ကဘလူးမလာဖြစ်တယ်ကလေးမွေးတိုင်းလာပြီးတော့စားတယ်ပေါ့ဟောဒီတေကန်ဒီမှာမကောင်းတဲ့စုကိုယူသွားလို့ရှိရင်အဲ့ဒီမကောင်းတဲ့အကုသိုလ်ကြောင့်မကောင်းတဲ့အခြေအနေတွေမှာရပြီးတော့မကောင်းတဲ့လက်စားချေမှုတွေကိုလည်းဖြစ်ပေါ်စေတတ်တယ်ဆွဲလန်းမှုဆိုတာအလွန်ကြောက်စရာကောင်းတယ်ပေါ့သူတို့ရဲ့ဘဝဟာအပြန်အလှန် revenge လုပ်နေတဲ့ကလေးစားချေနေတဲ့ဘဝမျိုးကိုရောက်ရှိပြီးတော့သွားတယ်အေးဒါကြောင့်မို့ဥပါဒနာပစ္စယဘဝဖြစ်လာတဲ့စိတ်ဆွဲလန်းမှုလေးကိုအခြေခံပြီးတော့လူတွေရဲ့တဏ္ဍာမှာဘဝတစ်ခုကဖန်တီးပြီးသားဖြစ်လာတယ်ကံတရားကိုလည်းလုပ်ကြတယ်အစွဲလန်းကိုအခြေခံပြီးတော့ကံလုပ်တယ်ဆိုပါစို့ခုနပြောတဲ့ဒိဋ္ဌုပါဒံကံဤကျိုးကိုမယုံဘူးညင်းပယ်တယ်လုပ်တယ်တခုခုသီလဝတ္ထုပါဒံနွားလိုခြင်းခွေးလိုခြင်းဒီအချင်းဖြင့်
ဘဝကလွတ်မြောက်တယ်လို့ယုံကြည်တယ်လိုက်နာကျင့်သုံးတယ်လုပ်တယ်ကံဖြစ်လာအဲ့ဒီကံတွေရဲ့အကျိုးပေးမှုကြောင့်ဘဝတစ်ခုကပေါ်လာရပါတယ်ဆိုလိုတာကဥပါဒဏ်နဲ့အကြားမှာကံရှိသေးတယ်ပေါ့အဲ့ဒီကံကိုပဲကမ္မဘဝလို့ခေါ်တာတဲ့အဲ့ဒီကမ္မဘဝကထုတ်လုပ်လိုက်တဲ့ဘဝကြတော့ဥပပတ္တိဘဝအဲ့ဒီကမ္မဘဝနဲ့ဥပပတ္တိဘဝနှစ်ရပ်ကိုပေါင်းစပ်ပြီးတော့မြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်မှာဥပါဒနာပစ္စယဘဝလို့ဒီလိုခေါ်တာပါအစွဲလန်းရှိနေသေးသမျှဘဝကိုဖြစ်စေတတ်တဲ့ကံတရားတွေကိုဖန်တီးနေကြအောင်ပါပဲလုပ်နေကြအောင်ပါပဲကံတရားတွေကလည်းမိမိတို့တဏ္ဍာမှာစုမိဆောင်းမိဖြစ်နေအောင်ပါပဲထိုကံတရားတွေစုမိဆောင်းမိဖြစ်နေသမျှကံတရားရဲ့အကျိုးလို့ဆိုတဲ့ဘဝခန္ဓာတွေဟာပေါ်နေအောင်ပါပဲအဲ့ဒီဥပါဒံကိုဘာကြောင့်ဒီဥပါဒံတရားမဖြစ်အောင်ဘာလို့ရမလဲလို့ဆိုရင်ဥပါဒံတရားမဖြစ်အောင်တဏှာဆိုတာမဖြစ်အောင်လုပ်ဖို့လိုမယ်အဲ့ဒီတဏှာကဘာကြောင့်ဖြစ်လာတော့ဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အာယုန်နဲ့တွေ့ကြုံခံစားမှုကိုအကြောင်းပြုပြီးတော့တဏှာဖြစ်လာတာဝေဒနာဟာတဏှာဖြစ်ဖို့အတွက်ဥတည်ချက်ပေးလာတယ်ဒါဖြင့်ဒီဝေဒနာကဘာကြောင့်ပေါ်လာရတာတော့ဆိုအာယုန်နဲ့စိတ်နဲ့စုံပြီးတဲ့ဖတ်တာအာယုန်နဲ့စုံပြီးတဲ့ဖတ်တာကြောင့်ဝေဒနာဖြစ်လာရတာဒါဖြင့်ဖတ်တာကဘာဖြစ်လို့ဖြစ်ရတာတော့ဆိုလူတွေမှာမျက်စိနားနာလျှာကိုယ်စိတ်လို့ဆိုတဲ့အာယုန်တွေနဲ့ဆက်သွယ်တဲ့အရာတွေပါလာတယ်အဲ့ဒါကြောင့်ဆက်သွယ်မိတယ်ဆက်သွယ်မိလို့ဖတ်တာဆိုတာဖြစ်လာတယ်ဒါဖြင့်ဒီလိုဆက်သွယ်မိလာတာဘာကြောင့်ဖြစ်ရတာတော့ဆိုရုပ်တည်ဉာဏ်တွေဖြစ်လာလို့ပဲအဲ့ဒီရုပ်တည်ဉာဏ်တွေကဘာကြောင့်ဖြစ်ရတော့ဆိုတရေစိတ်ကလေးပေါ်လာလို့ပဲဒီတရေစိတ်ကလေးကဘာကြောင့်ပေါ်လာတော့ဆိုဘဝကဘဝကိုဖန်တီးပေးနိုင်တဲ့သင်္ခါရလို့ဆိုတဲ့ဘဝကိုပြုပြင်ဖန်တီးပေးတဲ့စေတနာကြောင့်ပေါ်လာဒါဖြင့်အဲ့ဒီစေတနာလေးကဘာကြောင့်ပေါ်လာရတယ်လဲဆိုရင်အဝိဇ္ဇာအမှန်ကိုမသိတာကြောင့်ပရိစ္ဆေသမုပ္ပါဒ်မှာဒီလိုသွားတာဒါဖြင့်ဥပါဒံပျောက်ခြင်းပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲအမှန်မသိတဲ့အဝိဇ္ဇာကိုဖယ်ရှားအမှန်မသိတဲ့အဝိဇ္ဇာချုပ်သွားလို့ရှိရင်သင်္ခါရဆိုတာမလာတော့ဘူးသင်္ခါရချုပ်သွားလို့ရှိရင်ဝိညာဉ်ဆိုတာမလာတော့ဘူးဝိညာဉ်ချုပ်သွားလို့ရှိရင်နာယုတ်ဆိုတာဆင့်ပွားပြီးမလာတော့ဘူးနာယုတ်ချုပ်သွားရင်တလယရဏဆိုတဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေမလာတော့ဘူးအဲ့ဒါတွေချုပ်သွားလို့ရှိရင်အာယုန်နဲ့ဆက်သွယ်တဲ့ဖတ်တာဆိုတာမလာဘူးဖတ်တာမလာတော့ဘူးဆိုလို့ရှိရင်အာယုန်နဲ့အတွေ့အကြုံရှိတဲ့ဝေဒနာဆိုတာမလာဘူးဝေဒနာမလာလို့ရှိရင်တဏှာဆိုတာမလာတော့ဘူးတဏှာမလာရင်ဥပါဒံလာစရာမရှိတော့ဘူးဥပါဒံမလာလို့ရှိရင်ဘဝကိုဖြစ်စေတတ်တဲ့ကံတရားတွေမလုံးတော့ဘူးကံတရားတွေမလုံးလို့ရှိရင်ဘဝတစ်ခုရမှာမဟုတ်တော့ဘူးလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီလိုကြောင်းကျိုးဆက်ပြီးတော့ပြတာအဲ့ဒါလိုကြောင်းကျိုးဆက်ပြတဲ့ဒီလိုကြောင်းကျိုးတွေမလာအောင်နီလန်းရှိသလားလို့ဆိုတော့နီလန်းကတော့မဂ္ဂင်၈ပါးအကျင့်တရားပဲမဂ္ဂင်၈ပါးအကျင့်တရားမှာသမ္မာဒိဋ္ဌိလို့ဆိုတဲ့အမှန်မြင်မှုကိုဥဆောင်ပြီးတော့မှန်ကန်စွာမြင်လို့မှန်ကန်စွာတွေးတောမယ်မှန်ကန်စွာလှုပ်ဆောင်မယ်မှန်ကန်စွာအမှတ်ထားပြီးတော့မှန်ကန်စွာစိတ်တည်ငြိမ်အောင်ထားမယ်ဆိုလို့ရှိရင်ထိုမှန်ကန်မှုပေါ်မှာအခြေခံလာတဲ့မဂ္ဂင်အကျင့်တရားဟာခုနကပြောတဲ့အဝိဇ္ဇာချုပ်မှုကိုဥဆောင်ပြီးတော့သွားလိမ့်မယ်အဝိဇ္ဇာချုပ်တာနဲ့တပြိုင်နက်နောက်ကဆက်တိုက်အဝိဇ္ဇာမရှိတော့ဘူးဆိုရင်သင်္ခါရတွေမရှိတော့ဘူးဆိုပြီးနောက်ဆုံးမှာဥပါဒံမရှိလို့ဘဝဆိုတာပြတ်သွားတာမျိုးဖြစ်တယ်အဲ့ဒါဘဝនិရောဓဆိုတာနိဗ္ဗာန်ပဲဥပါဒနာပစ္စယဘဝဥပါဒံရှိနေသေးတယ်မြတ်ဘဝဆိုတာလားနေဦးမှာပဲဥပါဒနာនិရောဓဘဝនិရောဓဥပါဒံချုပ်သွားပြီဆိုလို့ရှိရင်ဘဝလည်းချုပ်သွားပါပြီတဲ့ဘဝនិရောဓဆိုတာနိဗ္ဗာန်သာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဥပါဒနာပစ္စယဘဝနဲ့ပတ်သက်ပြီးတော့အချင်းချင်းရှင်းလင်းဟောကြားတာကိုအလုံးနာယူကြရတဲ့ဖြင့်တို့တွေဟာဘဝတစ်ခုရရှိနေကြတာဟာအနိကဆုံးအကြောင်းတရားကတော့ဥပါဒံကြောင့်ရရှိနေတာဥပါဒံဆိုတာတဏှာဒိဋ္ဌိပဲဖြစ်တယ်ဒုသမ္မာနာမှာဖြစ်နေတဲ့တဏှာတို့ဒိဋ္ဌိတို့တွေဟာဖယ်ရှားကြရမှာလို့ကိုယ်စီသဘောပေါက်ပြီးတော့တဏှာဒိဋ္ဌိဆိုတဲ့အစွဲလန်းတွေဖယ်ရှားနိုင်ရဖယ်ရှားနိုင်ကြောင်းဖြစ်တဲ့
သီလအကျင့်သမာဓိအကျင့်ပညာအကျင့်လို့ဆိုတဲ့မဲ့ခင်အကျင့်တရားကိုကိုယ်စီကိုယ်ငှချင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း